ဟာဒီ brother နဲ့တော့ခက်ပြီကွာ brother မြန်မာလုံးကိုမရေးသင့်ဘူးသိလားမြန်မာရေးတိတ်ခါကြလို့ကျွန်တော်ကငယ်တုန်းကဆိုရှိခဲ့တယ်ကွာမြန်မာအားစားကဘာကိုလွမ်းရမည်ဖြစ်ခဲ့လို့လားအခုမှစဖြစ်နေတာတကယ်ကဘာကိုလွမ်းတာပဲလीဒီကောင်လုတ်ပြီလို့ခင်ဗျာသူများအောင်မြင်မှုကိုမနာလို့စိတ်မထားရဝမ်းသာပီတိဖြစ်ပေးရတယ်မောင်မောင်လင်းကို appreciate လုပ်ပေးရတယ်နော်အခုဆိုရင်မောင်မောင်လင်းကြောက်အဲ့မှာကွာအာဆီယံ on star မှာကျွန်တော်တို့တွေ့ကြတယ်တခြားလူတွေ့ရင်တော့အဲ့လိုမဟုတ်ဘူးဒီကောင်တွင်းလိုက်တော့ကျွန်တော်တို့မြန်မာနိုင်ငံအတွက်လည်းအခြေအနေကောင်းနေကဘာတော်တော်ကြီးကိုတည်သွားပြီကွာနောက်ကြအခု Twitter မှာ Man U official page တွေမှာပါလာလိမ့်မယ်ကွာအခု Twitter မှာဆို high နေကြတယ်နောက်ကြမောင်မောင်လင်းကိုလည်းထိုးကြတယ်ကွာဘာလဲဟော white land နဲ့နေရာချင်းလဲအဲ့ဂုံယူစရာသိလားနော် brother မနာလို့သိတယ်ရှော့သိလားကျွန်တော်လည်းမောင်မောင်လင်းကိုကြိုက်နေတဲ့လူမဟုတ်ဘူးဒါပေမဲ့ဂုံယူရမယ်အကောင်မိုက်တယ်ထိုးပေးလိုက်တဲ့ကောင်ကလည်းဆရာကြတယ်ကွာဒီကောင်တွေးတဲ့အစုံသက်ကလည်းမိုက်တယ်ဟုတ်လားဘာပြောဗျာအခုဒီပြောနေတော့တကုန်းကလုံးကမောင်မောင်တို့ဂုံယူပြီးသားနော်မပြောတော့ကွန်မန့်လူတွေပဲခင်ဗျားကိုပြောလိမ့်မယ်မပြောတော့ကျွန်တော်ပြောတော့